ရောင်းလေလက်ကမဆောင်တော့ဘူးကိစ္စရအားလုံးကိုဆောင်ရွက်ပေးခဲ့တဲ့ EC 9 ယောက်ရှိပါတယ်။ဒီကားပေါ်မှာ4 ယောက်ပါလာတယ်။ဒီရဲ့လူလည်းမန်နီနီဆိုဟာဟုတ်ပြီပါလေ
ယနေ့ကျင်းပတဲ့အခမ်းအနားကတော့နိုင်ငံခြားရေးဝန်ကြီးဌာနမြန်မာသံတမန်တင်နန်းကျောင်းတွင်ဖွင့်လှစ်ခဲ့တဲ့သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာတင်နန်းအမှတ်စဉ်တင်မြင့်ဆောင်2025၏နေပြည်တော်တိုင်းဝဲနှင့်ရန်ကုန်တိုင်းဝဲတို့အတွက်စုပေါင်းပြုလုပ်ကျင်းပတဲ့တင်နန်းစင်ပွဲအခမ်းအနားဖြစ်ပါလိမ့်ရှင်။ Internet အဆက်တွေဟာနိုင်ငံရေးခန္ဓာတွေသမိုင်းဝင်အောင်မြင်မှုဖတ်တိုင်းမှုဖြစ်ကျန်ရည်စီခဲ့ရမှာပါ။နောက်ကလူစတဲ့တန်တန်ကောင်းများအတွက်တန်တရာပညာများကိုနိုင်ငံရေးမှာလေ့လာသင်နိုင်တဲ့တနက်ကြောင်းဖြစ်မျိုးသစ်ချပြုထောင်ပေးနိုင်တဲ့ခြင်းနဲ့ဖြစ်ပါတယ်။ တင်နန်းသူတော်မန်ဆန်းညောင်အားဆုလက်ခံရယူပေးနိုင်တဲ့ထိတ်ခေါ်ပါလို့ရှင်။ဒီလိုတဲဝဲမှာတတရားဆုရရှိတဲ့ခုံနမန် DID-YGN 22တင်နန်းသူတော်ဘုံဘုံမိခိုင်အားဆုလက်ခံရယူပေးနိုင်တဲ့ထိတ်ခေါ်ပါလို့ရှင်။ဒီတော့တန်းခွဲမှာဒုတိယဆုရရှိတဲ့ခုံနမန် DID-NPT 43တင်နန်းသူတော်စပယ်ထက်အောင်သူ့ရဲ့ခံရယူပေးနိုင်တဲ့ထိတ်ခေါ်ပါလို့ရှင်။ရန်ကုန်တန်းခွဲမှာဒုတိယဆုရရှိတဲ့ခုံနမန် DID-YGN 19တင်နန်းသူတော်စပယ်ထက်အောင်သူ့ရဲ့ခံရယူပေးနိုင်တဲ့ထိတ်ခေါ်ပါလို့ရှင်။ဒီလိုတန်းခွဲမှာပထမဆုရရှိတဲ့ခုံနမန် DID-NPT 42တင်နန်းသားဦးအောင်ကဝေးတော်ကဆုလက်ခံရယူပေးနိုင်တဲ့ထိတ်ခေါ်ပါလို့ရှင်။ရန်ကုန်တန်းခွဲမှာပထမဆုရရှိတဲ့ခုံနမန် DID-YGN 1တင်နန်းသားဒေါက်တာအောင်ကဆုလက်ခံရယူပေးနိုင်တဲ့ထိတ်ခေါ်ပါလို့ရှင်။ကျွန်တော်တို့ကနိုင်ငံတော်တိုးတက်ဖို့ဆိုရင် soft power ပြီးဆောက်ဖို့လိုတယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ဒီကျွန်တော်တို့ရဲ့ဒီလိုမှဘွဲ့လွန်တင်နန်းလေးဟာဆိုလို့ရှိရင်နိုင်ငံခြားရေးဝန်ကြီးဌာနကနိုင်ငံတော်ရဲ့ soft power တိုးတက်လာဖို့အတွက်အရေးကြီးတဲ့ဆောင်ရွက်ချက်တစ်ခုကိုဆိုနိုင်